F5 S1 နေရာမှာ error ရှိတယ်နောက်ဒါကတော့ကျွန်တော် S-sign join ကိုကျွန်တော်စမ်းတာပေါ့နော် sacroiliac join မှာကျွန်တော်နာသလားမနာသလားဆိုတော့ကျွန်တော်စမ်းကျွန်တော်လက်ကလေးကိုအန်တီဒီဒူးကောင်းတစ်ခုနဲ့ညှစ်ကြည့်လိုက်ပါအဲ့မှာဘယ်နေရာနာလဲဒီမှာခွက်ထဲမှာတင်မစုံထဲမှာသွားနာနေတယ် S-sign join pain ရှိတယ်ဒါကျွန်တော်အကြမ်းနဲ့ကျွန်တော်စစ်လိုက်တာပေါ့နော် okay အဲ့အတွက်ကျွန်တော်တို့ဒါကတင်မခွက်ထဲမှာနာတဲ့ပြဿနာလမ်းကိုအကြာကြီးမလျှောက်နိုင်ဘူးသူကအကြာကြီးထိုင်လို့ရတယ်အကြာကြီးမတည့်ရက်လို့ရတယ်ပြဿနာကလမ်းကိုအကြာကြီးမလျှောက်နိုင်ဘူးလမ်းလျှောက်လိုက်တင်မခွက်ထဲကနားလာတယ်ဟဲ့လား okay အဲ့ပြဿနာလေးနော်ဒါဘယ်လိုလေ့ကျင့်ခန်းနေပေးရမလဲဆိုတော့ကျွန်တော်ပြပေးပါမယ်ခြေပြားလေးအန်ဒီကော့ကြည့်လိုက်60ဒီဂရီလောက်မြောက်ခြေပြားလေး60ဒီဂရီလောက်မဟုတ်90တောင်ကျော်နေပြီဒီမဲ့ခြေပြားကော့ကအန်ဒီဘာမှဒီ sciatic sign လုံးဝမရှိဘူး pigeon strap လေးကျွန်တော်ထည့်လိုက်တယ်အဓိကတင်မခွက်ထဲမှာသူကပိန်းဖြစ်တာပေါ့နော် tightness တွေရှိနေတာဆိုတော့ဒါလေးကိုကျွန်တော်စက္ကန့်20နဲ့3ညလုပ်ခါလိုက်တယ်နံပါတ်1ဒီစီတုဘန်ဒါသနာလို့ခေါ်တဲ့ဒီ yoga ရဲ့ဒီ bridge pose ကကျွန်တော်တို့ဒါခါနာတဲ့လူအကြမ်းမြန်ဘယ်သူမှမဆိုလုပ်လို့ရတဲ့ general exercise လေးဖြစ်ပါတယ်အဲ့မှာလုပ်တဲ့အခါမှာမှန်ဖို့ကဒီမှာဒါကညိုကြီးက90ဒီဂရီရှိရမယ်ဒူးကောင်းလေးနည်းနည်းလေးချထားတယ်တင်မားလေးကိုညှောက်တဲ့အခါမှာဘိုင်းနဲ့ပေါင်နဲ့ဟာဒီလိုဒီဇိုင်းနဲ့ဖြစ်ရမယ်ခဏလေးတောင့်ထား3စက္ကန့်တောင်း relax ဒါလေးကို10ကျင်လုပ်ပြပါ short line ဒီဒီဇိုင်းလေးအိတ်ခါလေးကိုညင်အောင်ထားမယ်ဒီခါလေးကိုညင်အောင်ထားပြီး hip flexion extension လို့ခေါ်တယ်နော်ဒါကဒီ S-sign joint pain တွေအတွက်ဒါကောင်းလို့ကျွန်တော်ဒါလေးကိုထည့်ပေးလိုက်တယ်